နောက်တစ်ခုကျွန်တော်ကိုစိုးရင်စေတာကမေဂယ်အာတီတာရဲ့အင်တာဗျူးပါပဲ။ဒီပြတယောက်စီကဒီလိုမျိုးကြောက်ရွံ့စေတဲ့စကားမျိုးကြားရတာအသင်းရဲ့အခြေအနေကိုပို့ပြီးတော့စိုးရင်စရာဖြစ်ပေါ်စေပါတယ်။အခုတစ်ခါမှာတော့ Thierry Henry ရဲ့အာဆင်နယ်မှာတခုခုလိုအပ်နေသေးတယ်ဆိုတဲ့အကြောင်းတင်ဆက်သွားမှာပဲဖြစ်ပါတယ်။ဘယ်အသင်းကိုပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေချင်တယ်လို့မေးရင်ကျွန်တော်ဖြေကရှင်းပါတယ်။အာဆင်နယ်ပေါ့ဗျာ။ဒါကကျွန်တော်အသင်းဟောင်းဖြစ်နေလို့တင်မဟုတ်ပါဘူး။ပြီးခဲ့တဲ့3နှစ်အတွင်းချန်ပီယံ3သင်းထွက်ပေါ်လာတာကလိပြိုင်ပွဲကြီးတစ်ခုလုံးအတွက်ပိုကောင်းလို့ပါပဲ။ဒါပေမဲ့ကျွန်တော်အရင်ကတည်းကပြောဘူးသလိုပါပဲ။ကျွန်တော်တို့ယာစီကုန်ထိစောင့်ကြည့်ရပါအောင်မယ်။အဲ့ဒီမတိုင်ခင်ထိကတော့ကျွန်တော်ရဲ့ရက်တီချက်ကိုပြောင်းလဲပြမှာမဟုတ်ပါဘူး။ပွဲကိုနှစ်ဂိုးခိုးမရှိနဲ့ဥဆောင်ထားနိုင်ပြီးတော့မှခြေပါကိုတွေအသွင်းခံလိုက်ရတဲ့ဒီနေ့ပွဲရလက်ကကျွန်တော်ကိုတကယ်ပဲကြောက်စိတ်တဝက်လောက်ဝင်သွားစေပါတယ်။အရင်ကအာဆင်နယ်နဲ့ဖလားရမယ်လို့ယုံကြည်ချက်အပြည့်ရှိခဲ့ပေမဲ့အခုတော့အဲ့ဒီယုံကြည်ချက်တွေကတုန်လှုပ်သွားရပါပြီ။ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရရင်အာဆင်နယ်အသင်းရဲ့ကစားပုံမှာတစုံတစ်ခုလိုအပ်နေတယ်လို့ခံစားရပါတယ်။အဲ့ဒါကဘာလဲဆိုတာအတိအကျလက်ညှိုးထိုးပြဖို့ခက်ပေမဲ့ကွင်းထဲမှာတော့သိတာနေပါတယ်။ဥပမာဆာကာနဲ့မာတင်နယ်လီတို့ရဲ့ဆုံးဖြတ်ချက်ချပုံတွေပါအသင်းကဥဆောင်နေချိန်ဘောလုံးကိုတေချာထိမ့်ပြီးပွဲကိုတက်ပစ်လိုက်ရမယ်အစားဘောလုံးကိုအပြက်ခံပြီးပြိုင်ဘက်ကိုတံပြန်တိုက်စစ်ဆင်ခွင့်ပေးလိုက်တာမျိုးတွေကလုံးဝမဖြစ်သင့်တဲ့ကိစ္စတွေပါကျွန်တော်တို့ကိုအကြောက်ဆုံးဖြစ်စေတာကမန်ချက်စတာစီးတီးပါပဲပက်ဂွာဒီယိုလာဆိုတာယာတီကွန်ဂန်နီအဆုံးသက်ပိုင်းတွေမှာဘယ်လိုကစားရမလဲဆိုတာကောင်းကောင်းသိတဲ့ဆရာကြီးတစ်ပါးပါသူတို့ကယာစီသိမ်းပိုင်းဆိုအမြဲတမ်းအကောင်းဆုံးပုံစံနဲ့အဆုံးသက်တတ်ကြပါတယ်ကျွန်တော်သာအာဆင်နယ်ကစားသမားတစ်ယောက်ဆိုရင်ဒီတကယ်လို့မန်စီးတီးကသာဒီနေရာမှာအချိန်တင်ပြီးလိုက်လာပြီဆိုရင်ဒီလိုမျိုးဖိအားများတဲ့နေရာမျိုးမှာဝင်မနေချင်ပါဘူးမရရတဲ့နီးနဲ့ရအောင်ရုံးထွက်မှာပဲဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်ကိုစိုးရင်စေတာကမေဂယ်အာတီတာရဲ့အင်တာဗျူးပါပဲသူဟာအမြဲတမ်းအကောင်းမြင်တတ်တဲ့သူပါဘာပဲဖြစ်ဖြစ်အကောင်းဘက်ကတွေးပြီးပြောတတ်တယ်ဒါပေမဲ့ဒီနေ့အင်တာဗျူးမှာတော့ငါတို့ခံလိုက်ရတာထိုက်တန်ပါတယ်လို့ဝန်ခံသွားပါတယ်နီးပြတယောက်စီကဒီလိုမျိုးကြောက်ရွံ့စေတဲ့စကားမျိုးကြားရတာအသင်းရဲ့အခြေအနေကိုပို့ပြီးတော့စိုးရင်စရာဖြစ်ပေါ်စေပါတယ်အခုကျွန်တော်တို့ရှေ့ဆက်ရမယ့်ပွဲတွေကလန်ဒန်ဒါဘီပွဲစဉ်တွေဖြစ်တဲ့ Chelsea, Tottenham Hotspur တို့နဲ့ပွဲစဉ်တွေပါဒီနေရာမှာသိထားရမှာကဒါဘီပွဲဆိုတာအမှတ်ပေးစရာပေါ်ကအဆင့်တွေနဲ့မဆိုင်ပါဘူးသူကသူအဆင့်1ပဲဖြစ်ဖြစ်15ပဲဖြစ်ဖြစ်ခြေစွမ်းတွေပါတယ်အကုန်အသာထားအရာအလုံးကပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့ပွဲတွေပါပဲဒီတော့အာဆင်နယ်အနေနဲ့အမြန်ဆုံးပြန်လည်နိုးထဖို့လိုနေပါပြီဒီလိုမျိုးအမှားတွေဆက်တိုက်ကျူးလွန်နေအောင်မယ်ဆိုရင်တော့အာဆင်နယ်အသင်းရဲ့လာရဟာဖလားတွေနဲ့ဝေးရာစီကိုပါပဲဒါကတော့ Thierry Henry ပြောကြားခဲ့တဲ့အာဆင်နယ်မှာတခုခုလိုအပ်နေသေးတယ်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အခုလိုမျိုးဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနားဆင်ခန်းစားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Orange Go Channel လေးကို Like and Subscribe လုပ်ထားပေးဖို့မြစ်တာရက်ခံပါတယ်။ဆုံးထိနားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။